မင်္ဂလာပါပရိသတ်ကြီးရေကျွန်တော်တို့ရဲ့ channel လေးကိုပြန်လည်ကြိုဆိုပါရစေဒီနေ့ဗီဒီယိုကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာတကယ်ရှိနေလားလို့တော့မယုံနိုင်စရာဖြစ်တဲ့ကမ္ဘာအကောင်းဆုံးစူပါကားတွေထဲကတစ်စီးအကြောင်းကိုပြောပြသွားမှာပါအဲ့ဒါကတော့ဖိုက်ကနာပါပဲဟုတ်ပါတယ်အီတလီကနေလာတဲ့ဒီနုပညာလက်ရာကားမျိုးကိုမြန်မာနိုင်ငံမှာမြင်တွေ့နိုင်မလားအကယ်၍မြင်ရရင်ဘယ်လိုပုံစံမျိုးလဲဒီနေ့ကျွန်တော်တို့ Pagani Showroom Myanmar ဆိုတဲ့အကြောင်းအရာကိုအသေးစိတ်လေ့လာကြမယ်ဗျာ Cut to fast-paced, dramatic brawl of luxury cars. ပထမဆုံးသိထားရမှာက Pagani ဆိုတာဘာလဲပေါ့ဒါက Lamborghini, Ferrari တို့ထက်တောင်ပိုပြီးတော့ limited edition ဖြစ်တဲ့တစ်နှစ်ကိုကားအစီးရေအလွန်နည်းနည်းပဲထုတ်တဲ့အီတလီက hypercar ထုတ်လုပ်သူ Horacio Pagani ရဲ့ကုမ္ပဏီပါသူတို့ကားတွေဟာကားတစ်စီးထက်ပိုတယ်ဒါဟာလက်နဲ့လုပ်ထားတဲ့အနုပညာလက်ရာတစ်ခုပါ carbon fiber ကိုအလွန်အကျွံသုံးပြီးအင်ဂျင်ပိုင်းကနေအတွင်းကန်အလှဆင်မှုအထိအသေးစိတ်တိုင်းကိုလက်မှုပညာနဲ့ဖန်တီးတာပါအခုမြန်မာပြည်အကြောင်းပြောရအောင်ကျွန်တော်တို့နိုင်ငံမှာ hypercar တွေရှိတယ်ဆိုတာလူတိုင်းသိကြပါတယ်ဒါပေမဲ့ Pagani လိုမျိုး brand new ကိုတရားဝင်ဖြန့်ချီရေး official dealership ရှိသလားဆိုတာကတော့စိတ်ဝင်စားစရာပါလက်ရှိအခြေအနေအရ Pagani ရဲ့တရားဝင် authorized dealer ဆိုတာကိုအများသိအောင်ကြော်ညာထားတာတော့မရှိပါဘူးဒါပေမဲ့ suspense for pause ကျွန်တော်တို့စုံစမ်းကြည့်တဲ့အခါမှာမြန်မာနိုင်ငံမှာ Pagani ပိုင်ဆိုင်ထားတဲ့ပုံကိုယ်တွေရှိနေတယ်ဆိုတဲ့သတင်းတွေသူတို့ရဲ့ကားဟောင်း pre-owned တွေကိုတိတ်တဆိတ်ဝယ်ရောင်းလုပ်နေတဲ့ကွန်ရက်တွေရှိတယ်ဆိုတာတွေ့ရပါတယ်ဒါကသေချာတယ်လို့မဆိုလိုပေမဲ့ဒီလိုဈေးကြီးတဲ့ကားမျိုးတွေဝင်လာဖို့ဆိုတာ custom တွေအခွန်တွေကအကြီးကျယ်ပါအန်ဩစရာအချက်တစ်ခုကတော့ Pagani ဝယ်ရာဟူရိုင်ယာလိုကားမျိုးတစ်စီးဟာကမ္ဘာပေါ်မှာအစီးရေကန့်သက်နေပဲထုတ်ပါတယ်သူ့ရဲ့ဈေးနှုန်းကအမေရိကန်ဒေါ်လာတန်းချီရှိပါတယ်အကယ်၍မြန်မာနိုင်ငံမှာတရားဝင် showroom တစ်ခုဖွင့်မယ်ဆိုရင်အဲ့ဒီ showroom မှာပြသထားတဲ့ကားတစ်စီးချင်းစီဟာအာမခံချက် service center စနစ်တွေအပြည့်စုံနဲ့လာရပါမယ်ဒါပေမဲ့လက်ရှိမှာအဲ့ဒီလိုစနစ်တကျဖွင့်ထားတဲ့ showroom ကိုတော့ကျွန်တော်တို့ကတော့မတွေ့ရှိရသေးပါဘူးဒါပေမဲ့ဒါကမဖြစ်နိုင်ဘူးလို့လည်းမဆိုလိုပါဘူးအကယ်၍ဖြစ်လာခဲ့ရင်ဘလို့ပုံစံမျိုးဖြစ်လာနိုင်မလဲဆိုတာစိတ်ကူးကြည့်ရအောင်ဗျာ Cut to brawl of Pagani interior details, leather, metal switches. Pagani ရဲ့အလှပကသူတို့ရဲ့ interior design မှာပဲသူတို့ကကားရဲ့အစိတ်ပိုင်းတိုင်းကို clockwork လိုမျိုးအသေးစိတ်ထုလုပ်ကြပါတယ်ဥပမာကားရဲ့ခလုတ်လေးတွေဂီယာလက်ကင်လေးတွေဟာလေရင်ထဲကထိန်းချုပ်မှုစနစ်တွေလိုမျိုးတထုသားတွေနဲ့တေတေတက်တက်ဖန်တီးထားတာပါမြန်မာနိုင်ငံမှာဒီလိုကားတစ်စီးရောက်လာပြီဆိုရင်ဒါဟာကားတစ်စီးထက်ပိုပြီးတော့စီးပွားရေးအဆင့်တန်းကိုပြသနေတာဖြစ်ပါတယ်ဒါဆိုရင်ပရိသတ်တွေမေးချင်မှာကအဲ့ဒီလိုကားမျိုးကိုကင်ထားတဲ့သူတွေကဘလို့လူတွေလဲပေါ့များသောအားဖြင့်တော့ဒီလိုအရာဝတ္ထုတွေဟာနိုင်ငံတကာမှာအတိအမှတ်ပြုခံရတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဒါမှမဟုတ်ကမ္ဘာကျော်စုဆောင်းသူတွေလက်ထဲမှာပဲရှိတတ်ပါတယ်မြန်မာနိုင်ငံမှာလည်းကားစုဆောင်းသူတွေအများကြီးရှိတာကြောင့်သူတို့ရဲ့စိတ်ဝင်စားမှုကအမြင့်ဆုံးအဆင့်ထိရောက်နေတာမဆန်းပါဘူးဒီဗီဒီယိုကိုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့မြမကားဈေးကွက်ဟာဘလောက်ထိကျယ်ပြန့်လာနေပြီလဲဆိုတာကိုပြချင်လို့ပါPaganiလိုမျိုးအိမ်မက်ဆန်တဲ့ brand တွေတောင်မှဒီကိုဝင်ရောက်နိုင်ဖို့လမ်းကြောင်းတွေရှာနေပြီလို့ဆိုရမှာပါဒါပေမဲ့စိန်ခေါ်မှုကကြီးမားလွန်းပါတယ်မိကုံးချုပ်အနေနဲ့ပြောရရင်လက်ရှိအချိန်ထိမြန်မာပြည်မှာPagani showroom ဆိုတာကိုတရားဝင်ဖွင့်ပွဲကြီးတွေနဲ့တွေ့ရဖို့ခက်ခဲပါသေးတယ်ဒါပေမဲ့ကမ္ဘာအကောင်းဆုံး hypercar တွေဟာကျွန်တော်တို့မြမလမ်းမတွေပေါ်မှာပုံကွယ်နေနိုင်တယ်လို့ဘယ်အချိန်မှမဆိုတရားဝင်အလင်းပေါ်လာနိုင်ခြေရှိနေပါတယ်ဒီလိုအိမ်မက်ဆန်တဲ့ကားတွေနဲ့ပတ်သက်ပြီးဘာတွေထပ်သိကျင်သေးလဲဆိုတာကွန်မန့်မှာရေးခဲ့ကြပါဦးနောက်ဗီဒီယိုမှာဘလို့စိတ်လှုပ်ရှားစရာတွေနဲ့ပြန်လာမလဲဆိုတာစောင့်မျှော်ကြည့်ရှုပေးပါအောင်ဗျအားလုံးကိုကြကျေးဇူးတင်ပါတယ်နှုတ်ဆက်ပါတယ်